ပွင့်ခဲ့တဲ့ဘုရားဆူဆူနောက်ပွင့်မဲ့မြတ်စွာဘုရားအိန္ဒိယပြည်တစ်ခုထဲမှာပွင့်နေဆိုတာဒီကနေ့ပြည်ပုံနဲ့တော့အိန္ဒိယလို့ပြောရမှာပေါ့မှန်ပါဗျာစာပေဒီမှာဆိုထားတဲ့ဘုရားကဒီမှာပဲပွင့်ရမယ်လို့တော့သတ်မှတ်ထားတာတော့မဟုတ်ဘူးသို့တော့ဘုရားဝါဒကျမ်းစာလို့ပြောရတဲ့နောက်မှရေးတဲ့အထက်ကထာတို့တီကာတို့အဆိုမှာတော့ဒီမစ္စည်းမဒေသလို့ဆိုတဲ့စပူရိတ်ကျွန်းမှာပဲဒီဘုရားစာပွင့်တယ်ဒါတော့ဒီလိုပွင့်နေဆိုတာဟုတ်တယ်အဲ့လိုပဲပြောတာဖြစ်တယ်အဲ့ဒီဆိုအိန္ဒိယပြည်လို့သတ်မှတ်လို့ရနိုင်မှာလားဗျာအိန္ဒိယလို့ခေါ်တာအခုမှခေါ်တာလေမှန်ပါဗျာရခိုင်တော့အိန္ဒိယလို့မရှိခဲ့ဘူးမှန်ပါဗျာအိန္ဒိယဆိုတာအိန္ဒုမြေဝမ်းကိုအကြောင်းပြုပြီးအိန္ဒိယလို့ခေါ်လာတာကိုမှန်ပါဗျာရှင်းတော့မစ္စည်းမဒေသဆိုတဲ့ခေါ်နဲ့စပူဒီပဆိုတဲ့ခေါ်ပဲရှိတယ်အခေါ်တွေကတော့ပြောင်းတာပေါ့နော်မှန်ပါဗျာဖျားပွင့်တဲ့အချိန်တုန်းကလည်းအခုလက်ရှိအိန္ဒိယနိုင်ငံသားတွေဟုတ်ချမှာဟုတ်မှန်ပါဗျာဒီပုံစံဟုတ်ချမှာဟုတ်မှာဟုတ်မှန်ပါဗျာအမျိုးပြောင်းနေတာပဲဟုတ်စားဗမာတွေတောင်မှပဲဟိုပဲလောင်မင်းတရားဥအောင်စရာတို့လက်ထက်ကလူတွေကထော်တော်ချိုင်းချိုင်းကြီးတွေရောင်ကြီးတွေနဲ့အခုလိုငပိန်ငချောက်လေးတွေမှမဟုတ်တာမှန်ပါဗျာဟုတ်တယ်မလားမှန်ပါဗမာတွေပဲကြည့်အောင်ပေါ့နော်ပုံစံတွေကပြောင်းသွားပြီလေမှန်ပါဗျာအဲ့တော့အိန္ဒိယဖျားဆူဆူနောက်ပွင့်မဲ့ဖျားတွေကလည်းအိန္ဒိယမှာပွင့်တယ်ဆိုတာဟုတ်တယ်မှန်ပါဗျာအကြောင်းကတော့ဒါကတော့ဘုံဘုံရဲ့ကိုယ်ပိုင်စဉ်းစားချက်ပါမှန်ပါဗျာဆိုတာဟုတ်တယ်အဲ့မစ္စည်းမဒေသမှာပဲပွင့်မယ်ဆိုတာဟုတ်တယ်ဒီဗုဒ္ဓဂယာမဟာဗောဓိပလင်ပဲဒီနေရာမှာပဲဖြစ်တယ်ဆိုတာတို့စေတုံအကြောင်းကလည်းဒီနေရာမှာပဲလို့ဆိုတာတော့ဟုတ်တယ်မှန်ပါဗျာအဲ့လိုပဲအဆိုရှိတယ်ဒီကဘာမှာမှန်ပါဗျာကဘာကြီးကစပြီးတော့ကုန်းမြေတွေပေါ်လာတာဘယ်နေရာအမြင့်ဆုံးလဲဟိမဝန္တာတောင်ဖြစ်မှာပါဗျာဟိမဝန္တာအမြင့်ဆုံးဒါဟိမဝန္တာဘယ်သူပဲမှာရှိတော့ဆိုအိန္ဒိယနာမှာပဲအိန္ဒိယနာမှာရှိဟုတ်တယ်မဟုတ်လားအဲ့တော့ဖျားရေထဲပွင့်တော့မှာမဟုတ်တာမှန်ပါဗျာကုန်းပေါ်လာတဲ့အခါမှာကုန်းပေါ်မှာလူယဉ်ကျေးမှုတွေစတင်လာတဲ့နေရာဖျားပွင့်တဲ့နေရာဖြစ်မှာပေါ့မှန်ပါဗျာအခုဒီဥရောပလူတွေကခုမှယဉ်ကျေးတာလေမှန်ပါဗျာအရင်တော့အရိုင်းဆိုင်တွေလူရိုင်းသားပဲရှိတယ်လေမှန်ပါဗျာဒီအိန္ဒိယနိုင်ငံတို့ဆိုတာနှစ်ပေါင်းများစွာလူယဉ်ကျေးတွေနေလာခဲ့တယ်မှန်ပါဗျာအဲ့တော့အရိုင်းဆိုင်နဲ့ယဉ်ကျေးတဲ့ထဲမှာဆိုရင်ဖျားဖြစ်တာအရိုင်းဆိုင်နဲ့ဖြစ်မလားယဉ်ကျေးတဲ့ဖြစ်မလားယဉ်ကျေးတဲ့ထဲမှာယဉ်ကျေးတဲ့ထဲဖြစ်မှာကဘာမြေမှာစပေါ်တာကိုကဒီနေရာစပေါ်တာအမြင့်ဆုံးကုန်းမြေစပေါ်ပြီးတော့လူသားတွေမျိုးနွယ်တွေရောက်လာပြီးတော့အကျင့်သီလကောင်းတဲ့လူမျိုးတွေဟာဒီမှာပဲမှန်ပါဗျာနေကြတာဖြစ်တယ်ဗမာရဲ့ရာဇဝင်ကိုကြည့်မယ်ဆိုရင်ဒီကနေ့ပဲခူးလို့ခေါ်တဲ့နေရာဟာဟန္တာဝရီတို့ရှေးဟောင်းနာမည်မှာမှန်ပါကုန်းမြေတွေကဟင်းသာငှက်တစ်ကောင်ပဲနားတာတဲ့ဆိုလို့ဟင်းသာငှက်နှစ်ကောင်ထပ်ပြီးနားနေတဲ့ဟာလေးမှန်ပါဗျာတုတ်ပေးထားမဟုတ်လားမှန်ပါဗျာအခုလို့ကုန်းပေါ်တာကြာမှမကြာသေးတာကုန်းပေါ်မပေါ်ရင်ဘယ်လိုလုပ်ဖျားပွင့်လို့ရမှန်ပါဗျာတခြားနေရာတွေကလည်းအကုန်လုံးမြေအောက်ရောက်နေဘယ်လိုလုပ်ပွင့်လို့ရမှန်ပါဗျာလူယဉ်ကျေးမှုတွေလူနေမှုကလည်းပဲသူတို့စတင်တာမဟုတ်အဲ့တော့အိန္ဒိယနိုင်ငံမှာအိန္ဒုယဉ်ကျေးမှုဆိုတာနှစ်ပေါင်းများစွာကြာခဲ့တယ်မှန်ပါဗျာယဉ်ကျေးမှုစောတယ်အဲ့တော့ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေရဲ့ဒေသမျိုးမှာပဲသူတော်စင်သူတော်မြတ်ဆိုတာလည်းပေါ်ထွန်းမှာဖြစ်တယ်မှန်ပါအဲ့ဒီရှုထောင့်ကပဲကြည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်မှန်ပါ